ညတကောင်ရင်ရဲ့မှောင်ထုဟာတောင်ရလေတော့တစ်ခုလုံးကိုခြုံလွားကြီးတစ်ခုလိုလွှမ်းခြုံထားပါတယ်။လေကလည်းတိုးတိုးလေးတိုက်နေပြီးပိုးဟတ်တန်နဲ့ဖားအော်တန်တွေကလွဲရင်ဒီလောကလုံးတိတ်ဆိတ်နေတတ်နေတာပေါ့။အသက်20ဝန်းကျင်တငယ်ချင်း2ယောက်ဖြစ်တဲ့သူရနဲ့အောင်သူတို့ကတော့ဒီတိတ်ဆိတ်မှုကိုဖျက်ကျော်ပြီးလေကန်တင်းရိုးအတိုင်းလျှောက်လာကြတယ်။သူရကလက်နှိပ်တက်မီးကိုကင်ပြီးရှေ့ကဦးဆောင်နေအောင်သူကတော့သူ့ရဲ့ပခုံးရွယ်အိတ်လေးကိုတင်းတင်းဆွဲပြီးအနောက်ကနေကပ်လိုက်လို့ပေါ့။ဟိုသူရဒီညတော်တွေကအရန်အေးနေတယ်လို့ပဲနော်ပြီးတော့တိတ်ဆိတ်လွန်းတယ်လို့အောင်သူကတိုးတိုးလေးပြောရှာတယ်မကြောက်ပါနဲ့အောင်သူရတို့ထောင်ထားတဲ့ကြွက်ကိုင်းတွေကိုမြ мян စစ်ပြီးရင်အိမ်ပြန်ကြတာပေါ့သူရကအတန်ကိုတည်ငြိမ်အောင်ထိန်ပြောလိုက်ပေမဲ့သူ့ရဲ့ဓမီလင်းနှန်းကတော့ဟိုဒီတုံရင်စွာဝေဝဲနေပါတယ်သူတို့နှစ်ယောက်ဟာလေကွက်အဆက်မှာထောင်ထားတဲ့ကြွက်ထောင်ချောက်တွေကိုတစ်ခုပြီးတစ်ခုစစ်ဆေးလာခဲ့ကြတယ်ပထမဆုံးကြက်ကိုင်းနေငယ်မှာကြွက်ကြီးကြီးတွေမိနေတာတွေ့တော့အောင်သူကသူ့ရဲ့လွယ်အိတ်ထဲကိုအားရပါရကောက်ထည့်ရင်းစိတ်လှုပ်ရှားနေမိတာပေါ့ဒါပေမဲ့လေကွက်ရဲ့အစွန်ဆုံးတောအုပ်ကြီးနဲ့ထိစပ်နေတဲ့ညောင်မင်းကြီးတွေနားရောက်သွားတဲ့အခါမှာတော့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အသားစိမ်းတွေကိုကိုက်ဖက်စားတောက်နေတဲ့ယွန်ရှာပွဲရာအတန်အော်ကြီးတငယ်ချင်း2ယောက်စလုံးခြေလန်းတွေတန့်သွားတယ်သူရကဓမီကိုခြုံပုတ်တစ်ခုရဲ့နောက်ကနေသတိထားပြီးနှမ်းထုတ်လိုက်တဲ့အခါမှာတော့သူတို့မြင်လိုက်ရတာကလူလားတရေလားမကွဲပြားတဲ့ရုပ်သွင်းတဲ့မိန်းမကြီးတူသူမဟာရှေးဟောင်းအဝတ်အစားအနွမ်းစုပ်တွေကိုဝတ်ထားပြီးသပင်တွေကဖားလျားချထားတယ်သူမဟာမြေကြီးပေါ်မှာကုန်းကုန်းကြီးထိုင်နေပြီးသူတို့ထောင်ထားတဲ့ကြွက်ကိုင်းကမိနေတဲ့ကြွက်ကြီးကိုလက်နဲ့ဆွဲဖြုတ်ကအစိမ့်လိုက်ဝါးစားနေတာဗျသူမရဲ့ပါးစပ်ဘေးမှာသွေးစိမ့်တွေစီးကျနေပြီးဓမီရောင်ကြောင့်လှဲကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေကအနီရောင်တောက်နေတာကိုထိတ်လန့်စရာတွေ့လိုက်ရတယ်။အာမလေးဆုံးမကြီးအောင်သူကထိတ်လန့်တကြားအော်ဟစ်လိုက်မိပါတယ်။ထိုအော်တန်ကြောင့်ဆုံးမကြီးဟာလက်ထဲကကြွက်ကောင်ကိုလွှတ်ချလိုက်ပြီးထည့်လိုက်တယ်။သူမရဲ့လေပင်ကတကျွတ်ကျွတ်နဲ့တန်ထွက်ကဆောင်းသွားပြီးပါးစပ်ကနေဝါးကနဲ့ရေမောလိုက်တာရင်တုံစရာပဲ။အောင်သူမြ мян ပြေးသူရကတတိဝင်လာပြီးအောင်သူလက်ကိုဆွဲကာလေကန်တင်းရိုးတိုင်းအတင်းလှုပ်ပြေးတော့တယ်။ဆုံးမကြီးကလည်းတာမန်လူလိုမဟုတ်ပဲမြေပြင်ပေါ်မှာဝက်လျက်တစ်မျိုးလေးထဲမှာခွန်လျက်တပုံသူတို့နောက်ကိုပြင်းပြန်စွာလိုက်လာပါတော့တယ်။သူရနဲ့အောင်သူတို့ဟာအမှောင်ထဲမှာစူးကြုံတွေရွှွန့်နွန်တွေကိုဘယူးမဆိုင်နိုင်တော့ပဲအသက်လူသာပြေးကြတယ်။သူတို့နှစ်ယောက်စလုံးရဲ့ပစိုးတွေလည်းရွှွန့်တွေပေးလို့လွယ်အိတ်ကြီးကလည်းပခုံးမှာရင်းထားလို့ပေါ့။ကိုသူရကသူလိုက်လာတော့မဲဆုံးမကြီးဟာသူတို့ရဲ့နောက်ကျောကိုလက်သေးရှည်ကြီးတွေနဲ့နှမ်းကုတ်ဖို့လက်တကန်းအကွာအထိရောက်ရှိနေပြီ။အဲ့ဒီအချိန်မှာပဲရွာဦးဘုံကြီးကျောင်းရဲ့တစ်သားတကားကြီးကိုသူတို့မြင်လိုက်ရတယ်။သူရနဲ့အောင်သူတို့ဟာကျောင်းဝင်းတကားတွေကိုအတင်းခုန်ဝင်လိုက်ကြပြီးမြေကြီးပေါ်ကိုမှောက်လျက်သားလဲကျသွားကြတယ်။အံ့ဩစရာကောင်းတာကဆုံးမကြီးဟာကျောင်းဝင်းဆက်ကတိမ်နိုင်နားရောက်မှရုတ်တရက်ရက်တန့်သွားတာပါပဲ။သူမဟာဒေါသတကြီးအော်ဟစ်ပြီးကျောင်းဝင်းထဲကိုမဝင်နိုင်ပဲအမှောင်ထုတွေကိုပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်။